ပေါ်ပြေလေးကမြန်မာရိုးရာပေါ်ပြေစတိုင်နဲ့တရေအနုမြူကြောက်စရာလေးပါအိမ်နောက်ကတော့ထေးကအတန်းနေရာရွာကမောင်တောင်ကအထီးကျန်လူငယ်တယောက်သူ့အိမ်နောက်မှာတောမတော်တော်ကြီးရှိတယ်တဖန်တခါတည်းကရွာသားတွေကတောနောက်မှာတရေရှိတယ်ညဘက်မဝင်ဖို့ဆိုပြီးသားတယ်ဒီညမှာမောင်တောင်ကအိမ်နောက်ဝေးထေးကတောင်ကြီးပေါ်ကတန်တခုပြင်းပြင်းချလိုက်တယ်အတန်ကမနာဘူးသူကမီးလင်းတိုင်ရိုက်ပြီးထွက်သွားတယ်လမ်းလျှောက်သွားတဲ့အခါမှာတစ်သားတွေကျဲတာခြေတံမကြားရတာတွေ့ကြောင်းတောထဲကတိတ်ဆိတ်လာတယ်တောထဲကိုဝင်ပြီးမကြခင်မှာအဖူးအလိမရှိပဲကြောက်စရာကြီးတဲ့မျက်လုံးနဲ့မောင်တောင်ကိုထက်လာတဲ့ရုပ်တစ်ခုကိုတွေ့တယ်သူအိမ်မက်သေးမဟုတ်ဘူးတကယ်ပဲတောထဲမှာအသက်ရှူတန်နဲ့တကြွကြွနဲ့ဝင်လာတဲ့အရာကလူမဟုတ်မောင်တောင်ကမိတိုင်နဲ့ထိုးမိတဲ့အဖက်မျက်စိကြီးကြီးနဲ့မျက်နှာမဲတစ်ခုကိုမြင်လိုက်တယ်မျက်နှာမဲပေးရှိတဲ့လူမျိုးရုပ်တစ်ခုသူပြန်ပြေးတယ်ပြေးတဲ့အချိန်တောထဲကအတန်ကအတိတ်ကိုပြန်လာနင်းရဲ့အမားဆိုတာကြားသွားတယ်နောက်နေ့မနေ့မှာမောင်တောင်ကိုရွာသားတွေကတောပေးနာမှာတတိလေးလေးနဲ့တွေ့တယ်သူဟာမိမိဖခင်ရဲ့အိုးအိမ်နာမှာပဲစနေတယ်နောက်မှသိလာတာကသူ့ဖခင်ဟာဒီတောထဲမှာဆုံးရှုံးခဲ့တယ်သူကလည်းထိုအဖြစ်အပျက်ကိုမသိသေးဘူးတောင်နောက်ကတရေကသူ့ဖခင်ရဲ့ဝိညာဉ်လို့ဆိုကြတယ်သူ့ကိုပြန်လာဖို့ခေါ်နေတာတက်တန်းရှိတဲ့အိမ်နောက်ကတောထဲမှာသွားချီရင်တတိထားဖို့ကောင်းတယ်ဒီခါတလေအတေးကတရေဖြစ်လာလို့ပါပဲ